ထိုင်းစကားပြောတတ်စီမဲ့လှဝက်ချက်9ချက်တင်ကထိုင်းစာလေးလာဖို့လိုအပ်နေပြီလားထိုင်းရောက်ပြီးထိုင်းစကားမပြောတတ်လို့အဆင်မပြေဖြစ်နေတာလားထိုင်းစကားမပြောတတ်လို့လုပ်ငန်းခွင်မှာအခွင့်အရေးကောင်းတွေကိုလက်လွတ်ဆုံးရှုံးနေရတာလားထိုင်းစကားမပြောတတ်လို့သူများထက်လစာတွေအများကြီးနည်းနေပါသလားဒါဆိုလို့ရှိရင်တော့ဒီဗီဒီယိုလေးကိုဆုံးအောင်ကြည့်လိုက်ပါနော်ဒီဗီဒီယိုလေးမှာထိုင်းစကားပြောတတ်စီမဲ့နီလန်း9မျိုးကိုပြပြပေးမှာပဲဖြစ်ပါတယ်ပထမဆုံးတစ်ချက်အနေနဲ့ကတော့ခန်းကြီးတို့ရဲ့ဒီနေ့စဉ်တွေ့ကြုံနေရတဲ့စကားလုံးတွေကိုအရင်ဆုံးထိုင်းလို့လေ့လာမယ်ပေါ့နော်ဥပမာကိုကအလုံးလုံးနေတဲ့သူတယောက်ဆိုလို့ရှိရင်အလုပ်ကိုထိုင်းလို့ဘယ်လိုပြောလဲဆိုတော့ทำงานလို့သုံးပါတယ်ทำงานကိုယ့်ရဲ့ခေါင်းဆောင်ကိုယ့်ရဲ့ကြီးကျက်တဲ့သူခေါင်းဆောင်ကိုဘယ်လိုပြောလို့ရလဲဆိုတော့ဟွာနာလို့သုံးလို့ရပါတယ်ဟွာနာဒီစကားလုံးမှာကျွန်တော်တစ်လုံးချင်းစီခွဲခြမ်းစိတ်ပြပြီးတော့လေ့လာကြည့်ကြရအောင်ဟွာဆိုတာကခေါင်းကိုပြောပါတယ်ဟွာ rising tone လေးနဲ့ထွက်မယ်နော်နာဆိုတာကမျက်နှာကိုပြောပါတယ်နာနှလုံးပေါင်းလိုက်တယ်ဆိုလို့ရှိရင်တော့ဟွာနာခေါင်းဆောင်ကိုပြောပါတယ် leader ကိုပြောတာပေါ့နော်နံပါတ်1အချက်ကတော့ကိုလုံးလိုက်တဲ့အချိန်တိုင်းမှာထိုင်းလိုလိုက်ပြီးပြောလာပြီဖြစ်ပါတယ်။ဒါကဘယ်လိုမျိုးလဲဆိုတော့ဥပမာကိုကအထက်လူကြီးနဲ့တွားပြီးတော့တွေ့ဖို့ရှိတယ်ဆိုလို့ရှိရင်ကိုကတောက်ကိုအရင်ဆုံးပြောကြည့်ပါ။ပိုင်ဖို့ကဟွာနာခေါင်းဆောင်နဲ့တွားပြီးတော့တွေ့မယ်။ပိုင်ဖို့ကဟွာနာခေါင်းဆောင်နဲ့တွားပြီးတော့ကြတော့တွေ့မယ်။ဒီလိုမျိုးကိုလုတ်တဲ့အကြောင်းအရာတစ်ခုချင်းစီကနေစပြီးပြောခြင်းအပြင်မပြောရဲဘူးပြောမထွက်ဘူးဆိုတဲ့ကြောက်စိတ်ကိုလည်းတစ်ခါတည်းဖြေရှင်းပြီးသားဖြစ်မှာပါနံပါတ်3အနေနဲ့ကတော့ကိုဒီစကလုံးလေးကိုသိလာအောင်လို့များနားထောင်ပါ podcast တွေပဲဖြစ်ဖြစ် YouTube ကဗီဒီယိုတွေပဲဖြစ်ဖြစ်များနားထောင်ပါခင်ဗျားတို့သင်တဲ့အကြောင်းပါဆိုလို့ရှိရင်တော့ဒီလိုများနားထောင်လို့ရအောင်သင်တဲ့စာတွေကို recording အနေနဲ့လည်းပေးတယ်အခုနောက်ပိုင်းမှာဆိုလို့ရှိရင် website ကလေးတွေလုပ်ပြီးတော့ဒီစကလုံးလေးတွေကိုအတန်ထွက်တွေပါတစ်ခါတည်းပါအောင်လုပ်ပေးထားပါတယ်နံပါတ်3အနေနဲ့ဒီစကလုံးတွေကိုကိုသုံးချင်တဲ့အချိန်မှာသုံးလို့ရအောင်ပြောထွက်လာအောင်နားထောင်တဲ့အချိန်မှာတပြိုင်နက်တည်းနောက်ကနေအတန်တူလိုက်ပြီးတော့ပြောကြည့်ပါအနေနဲ့ပြောရမယ်ဆိုလို့ရှိရင်ကိုနားထောင်တဲ့အကြောင်းအရာကဒီအလုပ်ကိစ္စအကြောင်းကိုပြောနေတယ်ပေါ့နော်အလုပ်ကိုမနက်ခင်း6နာရီမှာလာဖို့ပြောတယ်ဒါကိုသူကထိုင်းလိုမျိုးมาทำงานตอน6โมงเช้าလို့ပြောလိုက်တယ်ဆိုရင်ကိုကလည်းနောက်ကနေသူနဲ့ထပ်သေးလိုက်ပြီးတော့มาทำงานตอน6โมงเช้าလို့လိုက်ပြီးတော့ပြောကြည့်ပါဒီလိုမျိုးနောက်ကနေတန်တူလိုက်ပြီးပြောကြည့်ခြင်းကကိုယ့်ရဲ့ထိုင်းဘာသာစကား skill ကိုအများကြီးတိုးတက်လာစေမှာပါဒါဆိုလို့ရှိရင်တော့ခဏကြီးပြောတဲ့5ချက်မှာ4ချက်ပြောပြပြီးသွားပြီနောက်ဆုံးတစ်ချက်ကဘာဖြစ်မလဲကိုမတ်မှာမှန်ခဲ့ပေးပါထိုင်းဘာသာစကားကိုအချိန်တူအတွင်းမှာအလွယ်ကူဆုံးအယိုးရှင်းဆုံးနည်းနဲ့တကယ်တက်မြောက်လို့လေဆိုလို့ရှိရင်တော့ခိုင်ကြီးလူရဲ့ထိုင်းဘာသာစကားတင်တဲ့ကြောင့်မှတင်တဲ့အလို့ရပါတယ်တင်တဲ့တက်ချင်တယ်ဆိုလို့ရှိရင်တော့အောက်က comment မှာ TS2 လို့မှန်ခဲ့ပေးပါ